လောကမှာမယုံရတဲ့သူ၄ယောက်ရှိအဲ့ဒီလူတွေကစကား၄ခွန်းတစ်ယောက်ကိုတစ်ခွန်းထွက်လာပြီးအဲ့ဒီတစ်ခွန်းကလုံးဝမယုံရတဲ့စကားတွေတဲ့မသိချင်ဘူးလားနမတိတေဂာနီးတွေပြောတဲ့စကားမယုံအောင်ဥပမာကိုစိုးမြင့်တို့လိုပေါ့50ကျော်60ကျော်လေးဆိုတော့နမတိဘယ်လိုလဲတော့ဟဲအဲ့လိုမလုပ်ပါနဲ့ငါပလင်မော်ပြောရင်ပြောကောင်းတယ်လေနင်တို့ကအဖိုးကြီးတွေဖွားကြီးတွေလို့ပြောမှာပေါ့ဘယ်နဲ့တေဂာနီးတွေအဖိုးဖွားတွေပြောတဲ့စကားနမနှစ်အပြိုကြီးတွေပြောတဲ့စကားမယုံအောင်အပြိုကြီးတွေပါရအာနာတာဟဲ့နမနှစ်မလို့ရဲတော့နံပါတ်3ဈေးတယ်တွေပြောတဲ့စကားမယုံအောင်ကျောင်းတော်ရလာဆိုတော့ဈေးတွေကလည်းပေါ်အောင်ပါနံပါတ်3မလို့ရဲတယ်နံပါတ်4တပင်းတယ်တွေပြောတဲ့စကားမယုံအောင်နံပါတ်4မလို့ရဲတယ်မနဲ့ရောက်နံပါတ်1အဖိုးတွေအဖွားတွေဒီကနေ့အဖိုးတွေအဖွားတွေပြောတဲ့စကားမယုံအောင်ဆိုတော့ဘယ်စကားမယုံရတာလဲရှင်မရတပည့်တို့ကဘာလုပ်နေတို့လဲလို့မင်းငေါ်လဲအောင်မယ်မြန်ပြောလိုက်အဖိုးတို့ဖွားတို့ကာလာတွေမကောင်းနိုင်ငံရေးတွေကမကောင်းစီးပွားရေးတွေကတချို့ကြလူမှုရေးတွေပေါက်ပြန်လို့အဆင်မပြေတာတွေမရှိဘူးလားကိုရင်ကိုရောက်ကိုသားကိုသမီးကိုမြီးကိုမြစ်တွေကိုစုံမတဲ့ခါပြောမရဆိုမရလို့ရှင်အဖိုးတို့ဖွားတို့ညီးတဲ့စကားလေးရှိတယ်လေငါနင်တို့နဲ့တော့တေးတာတေးကျင်တော့တယ်နော်တေးတာတေးကျင်တော့တယ်ညီးသလားမညီးဘူးလားဟိုကတမျိုးဒီကတမျိုးနဲ့ငါနင်တို့နဲ့တော့တေးတာတေးကျင်တော့တယ်တေးတာတေးကျင်တော့တယ်နဲ့ညီးရလေမှန်လားရဲ့တကယ်လေတေးကျင်ပေးနေကြချုံလာပဲလူကြပါဦးဟဲ့လူကြပါဦးဟဲ့ကုကြပါဦးဟဲ့နဲ့တိတ်ဆုံးမှကြောက်တာသူတို့မှန်လားရဲ့တကယ်တေးပေးနေကြုံလာရင်တကယ်တေးရဲတာအဲ့တော့ဘိုးတွေပေါ်တယ်ငါနင်တို့နဲ့တော့တေးတာတေးကျင်တော့တယ်တေးတာတေးကျင်တော့တယ်လို့ပြောလာရင်ကျောင်းတော်ရည်သဘောပိုင်လိုက်နံပါတ်1